PDF နဲ့ပေါ့နော် EAO နဲ့ဟန်ချက်ညီတယ်လို့ညီကတော့မြင်တယ်ဘာကြောင့်လဲဆိုတော့ PDF တာမရှိဘူးဆိုရင်အင်အားတစ်ထောင်ပို့တယ်ဆိုရင်တောင်ပေါ်အင်အားတစ်ထောင်လုံးရောက်သွားမှာ PDF ရှိတော့ကြတော့အင်အားတစ်ထောင်ပို့တယ်ဆိုရင်အင်အား3 4 500ပဲအပေါ်ရောက်တော့အောက်မှာဖြတ်ဟိုဖွဲ့ချလိုက်ဒီဖွဲ့ချလိုက်နေတကောင်လေးကုန်တိုင်ပတ်လာအဲ့လိုပဲအညာကိုဖိပြန်မယ်ဆိုတော့ကြတော့လေတိုင်းရင်းသားတွေကလှိမ့်စင်လာလိုက်ရင်ဒီကောင်ကတိုင်ပတ်ပြန်အောင်ဒီလိုမျိုးဟန်ချက်ညီနေတဲ့အနေအထားမှာရှိတယ် PDF ကို EAO ကိုအဲ့ဒါကိုကျွန်တော်တို့အတွက်ပေါ့နော်ညီတို့အတွက်ဒီဝမ်းသာတရားတစ်ခုအားရှိတရားတစ်ခုပြီးရင်ဒါဒီညီတို့အတွက်သင်ခန်းစာတစ်ခုပဲဒါကိုညီတို့ရဲ့အဆိုအရပေါ့နော်ဒါကိုမြင်နိုင်ပြီးတော့အဆိုအရချင်းချင်းအကြီးပိုင်းတွေချင်းချင်းကြားမှာပေါ့နော်လက်တွဲညီနဲ့လှုပ်လိုက်မယ်ဆိုရင်တော်တော်လေးအဆင်ပြေသွားမယ်လို့မြင်တယ်နော်အခုကုန်လို့ဒီမှာပါကြီးရေးပဲလုပ်ပြရနော်ဒါပေမဲ့မင်းတို့ပြောတဲ့ခန်းတွေမရှိဖို့ရှိတယ်မင်းတို့တော့ခန်းမှုကြမလို့ဟုတ်ပြီလားနော်ဒီရတဲ့အဲ့ဒါပွဲမှာအဲ့ဒါဖြစ်ရှင်နော်လဲပေးနိုင်ဖို့တော့ငါတို့အကောင်းဆုံးတော့မပြင်ဆင်နိုင်နော်ဟုတ်ပြီလားဟုတ်နားလဲလားအခုတော့စီမင်းတို့ဘာညာကွန်ပလိန်းတွေတက်နေမှာဆိုလို့အကုန်လုံးအမေသူရဲ့အမေဖို့ရပါမယ်ပြင်ရဲ့တခြားထူးခြားတဲ့ဟာဆိုတာလက်နဲ့ငယ်ပြင်မှာပါတာဆိုအဲ့ဒါပဲရှိမယ်နော်ကျန်တဲ့ဟာမင်းတို့တပုံစံနဲ့မင်းတို့ဆင်ပြလိုက်မယ်နော်ဟုတ်ပြီလားဟုတ်